မင်္ဂလာပါ Channel B ကကြိုဆိုပါတယ်ဖိလစ်ပိုင်ကလစ်ကိုအသုံးပြုပြီးဖုန်းနဲ့ပဲပုံလေးတွေဆက်လက်ရေးဆွဲတင်ဆက်လိုက်ပါတယ်မြန်မာပကြီးကျော်ကြီးတူဖြစ်တဲ့ဆရာကြီးဥပကြီးရဲ့ပုံကိုမြင်ညမ်းထားပါတယ်ဆရာကြီးကိုလည်းတန်ဖိုးထားလေးစားပါကြောင်းတင်ပြအပ်ပါတယ်
ကြီးကားကိုလက်ဆက်တတ်ပါမယ်မိညံပြုခဲ့တဲ့ငွေရင်းပုံကိုလည်းရှင်တွဲဖော်ပြလိုက်ပါတယ်အခုတော့ဒီလောက်ပါပဲအားလုံးပဲရွှင်လန်းချမ်းမြေ့ကြပါစေ